ဒီနေ့ကျမတို့အသေးစိတ်လေ့လာသုံးသပ်ဖို့ရွေးထားတဲ့ဇာတ်ညွှန်းကတော့မြန်မာတွေနဲ့ယဉ်နီးပြီးသားဖြစ်တဲ့ညောင်ပင်ကွေကအစိမ့်တရက်ကရှင်ဟုတ်ကဲ့ဒီဇလန်ကလေအရန်ရိုးရှင်းတဲ့ကျေးဝါဇလန်တစ်ပုဒ်ပဲဒါပေမဲ့ဘာလို့နှစ်တွေအကြာကြီးလူတွေရဲ့စိတ်ထဲမှာစွဲနေရတာလဲအဲ့ဒါစိတ်ဝင်စားစရာကောင်းတဲ့မိကုန်းပဲဟုတ်တယ်မလားတွေးထွားတန်းယူလည်းမပါဘူးအတဲရားစရာရုပ်ပြစင်းပြပုံဖော်တာတွေလည်းမပါဘဲနဲ့လေစက်တီးထားလောက်အောင်ကြောက်စိတ်ကိုဘလို့တိဆောက်သွားတယ်လဲအဲ့ဒါကပဲဒီဇလန်ရဲ့အဓိကအားထားချက်လို့ပြောရမှာပဲကြောက်စရာကိုတိုက်ရုပ်ကြီးပြတာထားလေနားထောင်တဲ့သူဒါမှမဟုတ်ဖတ်တဲ့သူရဲ့စိတ်ကိုအတုံဖြူပြီးတော့ကြောက်စိတ်ကိုကိုယ်တိုင်တိဆောက်ခိုင်းတာဟုတ်နေဆိုတော့ဒီနေ့ကျွန်တော်တို့အဲ့ဒီကြောက်စိတ်ရဲ့ဝိထုကပုံစံကိုတစ်စက်စီဖြင့်ဖြုတ်ကြည့်ကြတာပေါ့ကောင်းတယ်ဇလန်ရဲ့အရှိအဟုံးအတန်းတိတ်ဆိတ်ခြင်းပြီးတော့ယဉ်ကျေးမှုနောက်ခံယူအစာတွေကဒီရုပ်ရှင်နဲ့ဇလန်လေးကိုဘလောက်တောင်အစွမ်းထပ်သွားစီတယ်လဲဆိုတာကြည့်ကြပါဗျာကောင်းပြီရှင်ဒါဆိုဇလန်အစပိုင်းကိုပြန်သွားကြည့်အောင်ဇညွန်းကရွာတရွာရဲ့စောင်းသွင်းမီးဖိုးမြင်ကွင်းနဲ့ဆက်ထားတယ်နော်ဟုတ်ပါတယ်အပြင်မှာကတိတ်ဆိတ်ပြီးတော့မောင်မြဲနေတယ်အဝေးကခွေးဦးတန်တက်တက်ကြားရတယ်ပုရစ်အော်တန်လေးတွေကြားရတယ်ဒါပေမဲ့တစ်ဖက်မှာကျတော့မီးဖိုးဘေးမှာစောင်းနေချုံပြီးနွဲ့နွဲ့ထွေးထွေးစုနေကြတဲ့လူငယ်တစ်သိက်တော့ဒီမြင်ကွင်းတစ်ခုကိုယင်ပြထားတာကအစပိုင်းမှာတင်အရန်ထိရောက်တယ်လို့ခံစားရတယ်မှန်ပါတယ်အဲ့ဒီ framing device လို့ခေါ်တဲ့ဇလန်ကိုဘောင်းဝင်းအောင်အစပြိုးတဲ့နီးကအရင်အရေးကြီးပါတယ်မိဖို့ဘေးဆိုတာကအလင်းအောင်အနွေးရနဲ့လုံကျူးမှုကိုစားပြုတယ်လေဟုတ်ကဲ့အပြင်ကအမောင်တို့ကကြတော့မတိနိုင်တဲ့အရာတွေအန်ဒီရီကိုစားပြုတယ်ဆိုတော့ဒီလိုလုံကျုံရဲ့စက်ကွင်းလေးထဲမှာအန်ဒီရီများတဲ့အမောင်လောကအကြောင်းကိုပြောပြတဲ့အခါနားထောင်သူကပို့ပြီးစိတ်ဝင်စားစားနဲ့နားဆွင့်လာချင်တာပေါ့ဗျာဟုတ်တယ်နော်ငါတို့တော့လုံကျုံပါတယ်ဆိုတဲ့စိတ်ရောအပြင်မှာဘာတွေရှိနေမလဲဆိုတော့စူးစမ်းခြင်းစိတ်ရောနှစ်ခုလုံးကိုတပြိုင်တည်းဖြစ်လာစေတာအဲ့ဒါလေပြီးတော့ဇက်ကောင်လေးတွေကလည်းစိတ်ဝင်စားစရာပဲကြော်စွာဆိုတဲ့တယောက်ကစူးစမ်းခြင်းစိတ်များပြီးဘာပြောပြပါဗျာဆိုပြီးတောင်းဆိုတယ်ဟုတ်ပဲမိမောင်ကတော့အကြောက်ကြီးတော့မပြောပါနဲ့ဗျာညာအိမ်မပြောဖြစ်နေဦးမယ်ဆိုပြီးညင်းတယ်လေအဲ့ဒီဇက်ကောင်နှစ်ယောက်ကတကယ်တော့နားကောင်သူတွေစိတ်ထဲမှာရှိတယ်ခံစားချက်နှစ်ခုကိုကိုစားပြုတ်နေတယ်လို့ပဲဗျာဘယ်လိုမျိုးလဲရှင်ကြောက်စရာဇလန်းကိုနားထောင်ခြင်းတဲ့စိတ်ပြီးတော့နားထောင်ပြီးကြောက်နေမှာကိုစိုးရင်တဲ့စိတ်ပေါ့ဟုတ်သားမယ်ဟုတ်တယ်ဇလန်ရဲ့သူကပရိသတ်ရဲ့စိတ်ကိုထိန်းချုပ်တဲ့နီလန်တစ်ခုပဲကျော်စွာရဲ့စူးစမ်းခြင်းစိတ်ကဇလန်ကိုရှေ့ဆက်ဖို့တွန်းအားပေးတယ်နီမောင်ရဲ့ကြောက်စိတ်ကဇလန်ရဲ့တင်းမာမှုကိုမြင့်တင်ပေးတယ်အဲ့တော့နားထောင်တဲ့သူကနီမောင်လိုကြောက်နေပေမဲ့ဟုတ်တယ်ကျော်စွာလိုပဲပါစဖိမလဲဆိုတာကိုသိခြင်းစိတ်နဲ့စနောက်ထောက်ချစ်သွားရောဒီလိုနဲ့ဘဘဦးဘရဲ့ဇလန်ကအတိတ်ကိုပြန်ရောက်သွားတော့တာပဲနော်အတိတ်ကိုပြန်ရောက်သွားပြီဟုတ်ပါတယ်ဘဘဥပကသူ့လူငယ်ဘဝကသူ့နဲ့ချင်းကိုတာအေးနဲ့အတူလူကြီးတွေတားတဲ့ကြားကညဘက်လဲမောင်းပြီးခီးထွက်ခဲ့တဲ့အကြောင်းကိုပြန်ပြောပြတယ်အစားပိုင်းမှာတော့ AACC ပဲနော်ဟုတ်တယ်လာတာညလေးပြေးအေးနဲ့ခီးလန်းကတာရနေပုံပဲဒါမဲ့ဇလန်ရဲ့အချိုးကွယ်ဖြစ်တဲ့ညောင်ပင်ကွဆိုတဲ့နေရာကိုရောက်ခါနေမှာအရာအလုံးကရုတ်တရက်ပြောင်းလဲသွားရောဟုတ်တယ်အဲ့ဒီညောင်ပင်ကွဆိုတဲ့နေရာကိုတမင်တကရွေးထားတာလားလေအကြောင်းရှိမယ်ထင်နေရှင်ဒါရန်ရေးကြည့်တဲ့ရင်းကြည့်မှုဆိုင်ရာအချက်တစ်ချက်ပဲမြမယူဆမှာညောင်ပင်ဆိုတာနတ်တစ်ဆယ်ဒီခိုးအောင်တဲ့နေရာဆိုပြီးများကမယူကြတယ်မဟုတ်လားမှန်ပါတယ်ဇလန်ရဲ့နောက်ခံနေရာsetting ကိုတိုင်းကဇက်ကောင်တစ်ခုလိုဖြစ်နေတာအနောက်တိုင်းမှာဆိုသူ့စန်းတို့အိမ်ဟောင်းတို့ကကြောက်စိတ်ကိုလှုံ့ဆော်တယ်လို့ပဲမြန်မာပြည်ပတ်မှာညောင်ပင်တို့ညောင်ပင်အောက်ကကွက်ပြစ်တို့ဆိုတာတဘာဝလွန်ဖြစ်ရတဲ့နဲ့ဆက်ဆက်နေတဲ့ဆိုတဲ့ user ကလူတွေရဲ့မတိစိတ်ထဲမှာကိန်းအောင်လေပြီးသားဆိုတော့ညောင်ပင်ကွေဆိုတဲ့စကားလုံးကိုကြားလိုက်တာနဲ့တခုခုတော့ဖြစ်တော်မယ်ဆိုတာကိုကြိုတင်မျှော်လင့်ပြီးသားဖြစ်သွားစေတယ် foreshadowing လို့ခေါ်တဲ့ရှေ့ဖြစ်အရေးဖြာခြင်းနိပညာတစ်မျိုးပဲပေါ့ဗျာအဲ့ဒီနေရာကိုရောက်တဲ့ခါမှာဖြစ်လာတဲ့အပြောင်းလဲကတကယ်ကိုထူးခြားတယ်ဘယ်ဥပဖြိုးပြပုံရဆိုရင်လေရွတ်တရဲ့လေတိုက်နေတာတွေငြိမ်ကျသွားတယ်ပူရဲ့အော်တန်တွေတိတ်သွားတယ်ပတ်ဝန်းကျင်တစ်ခုလုံးကအချက်တန်တောင်ကြားလောက်အောင်တိတ်ဆိတ်သွားတာတယ်တိလားကျမကိုတကယ်စက်တီထောက်ဆော့စေတဲ့အပိုင်းကအဲ့ဒီအတန်တွေအားလုံးတိတ်သွားတဲ့အခိုက်အတန့်ပဲဟုတ်တယ်အရန်ရိုးရှင်းပြီးမြစ်အရန်ထိရောက်တယ်ဘာလို့အဲ့လောက်တောင်ထိရောက်ရတာလဲမသိဘူးအဲ့ဒါကိုစိတ်ပညာရှုထောင့်ကနေရှင်းပြလို့ရတယ်ဗျာလူဦးနောက်ဆိုတာကလည်း pattern recognition machine တခုလိုပဲပုံစံတကျဖြစ်နေတာတွေကိုမှတ်သားတတ်တယ်ဟုတ်ကဲ့ညဆိုရင်ပရိအော်တန်ကြားရမယ်လေတိုးတန်ကြားရမယ်ဆိုတာကပုံမှန် pattern ပဲလေအဲ့ဒီပုံမှန်ဖြစ်နေကြအတန်တွေရုပ်တရက်ပြုတ်ကွယ်သွားတဲ့အခါဦးနောက်ကတခုခုတော့မားနေပြီဆိုရင်မှန်ပါတယ်
ပုံမှန်မဟုတ်တော့ဘူးဆိုပြီးအချက်ပေးခေါင်းလုံးကြည့်တော့တာပဲဟော်ရာဇလန်ဒီမှာတိတ်ဆိတ်ချင်းဆိုတာဗယ်လာနဲ့ထီချစ်ချင်းမဟုတ်ဘူးအဲ့ဒီတိတ်ဆိတ်မှုကဘာဖြစ်တော့မှလဲဆိုတော့စိုးရင်ထိတ်လန့်မှုလေးကြောက်စိတ်တွေနဲ့ပြည်နှံ့နေတယ်ပေါ်တန်တဲ့တိတ်ဆိတ်ချင်းကပုံကြောက်နေတယ်ဆိုတော့ဒီကိစ္စမှုတော့မှတော့ဇလန်းကပုံပြီးမှလာတယ်နော်သူတို့မောင်းလာတဲ့လွားတွေကရှေ့ဆက်မသွားတော့ဘူးဟုတ်တယ်မြေကြီးမှာဒူးထောက်ခိုင်းချတယ်ဆိုအဲ့ဒီအချိန်မှာလည်းညောင်မင်းအောက်ကတစ်ပြက်ပေါ်မှာမိမကြောက်ပြေးလိုက်ရတယ်သူ့ပုံစံကိုပေါက်ပြထားပုံကလည်းတမိန်ကိုရှင်းမလန်းလုံးထားတယ်ဟုတ်ကဲ့စံပင်းတွေဖားလာချထားပြီးမျက်နှာမမြင်အောင်အဝတ်အစားကလည်းအဖြူလားအစိမ်းလားမတဲကွဲဘူးတဲ့မျက်နှာကိုတီးကြမပြလာတာပိုပြီးကြောက်ဖို့ကောင်းနေတယ်ပဲအဲ့ဒီမှာဇန်ညွန်ရဲသူကအရန်ချလာတယ်တရေပုံစံကိုအတိအကျမပြပဲကျွန်တော်တို့ရဲ့ဦးနောက်ကိုအလူပေးလိုက်တာဟုတ်တယ်စံမင်းတွေဖားလာချထားတယ်မျက်နှာမမြင်ရဘူးဆိုလို့နားထောင်သူကကိုယ်စိတ်ထဲမှာရှိတဲ့အကြောက်ဖုံးပုံရိပ်ကိုအလိုလိုထည့်သွားတာကိုယ်စိတ်ကူတွေကတရေလောက်ဘဲတရေမှာကြောက်ဖို့မကောင်းနိုင်ဘူးဆိုတာမျိုးလားအဲ့ဒါပဲလူတွေကမတိရမမြင်ရတဲ့အရာကိုပူကြောက်ကြတယ်လी fear of the unknown ပေါ့ဒီဇညွန်ကအဲ့ဒီစိတ်ပိုင်းဆိုင်ရာအားနည်းချက်ကိုကောင်းကောင်းအသုံးချသွားတယ်ပြီးတော့သူ့ရဲ့လှုပ်ရှားမှုကိုဖြိုပြတဲ့စာချုပ်ကလည်းအမှတ်ရစရာပဲရှင်အဲ့ဒီမိမကသူတို့ဘက်ကိုရှောက်လာချိန်မှာမြေကြီးနဲ့ထိပုံမရဘူးလေထဲမှာဝဲလာသလိုပဲတဲ့ဒီတကြောင်နဲ့သူဟာလူသားမဟုတ်ဘူးတဘာဝလွန်ဖစ်တီမှုတစ်ခုဆိုတာကိုအခိုင်အမာသက်သေပြလိုက်တာပဲအဲ့ဒီနောက်မှာနော်ဇလိုင်းကအထွတ်အထိပ်ကိုရောက်လာတာပဲ climax ပေါ့အဲ့ဒီတဘာဝလွန်တန်တန်ကလဲပေါ်ကိုတက်လိုက်တဲ့အခါမှာဟုတ်တယ်ဇညွန်းထဲမှာအဲ့ဒီအချိန်မှာဖြစ်သွားတဲ့ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကိုအသေးစိတ်ဖော်ပြထားတယ်ဗျာလဲကကျွီးဆိုတဲ့အတန်းနဲ့အတူတိတိတတာကိုနင့်ကြသွားတယ်နွားလေတောင်ဝတ်ကျသွားတယ်လို့ဆိုတယ်နော်ဟုတ်တယ်ဒီအချက်တွေကသူ့ရဲ့တီရှိမှုကိုမျက်စိနဲ့မမြင်ရပါနဲ့အလေးချင်း weight ဆိုတဲ့ရုပ်ပိုင်းဆိုင်ရာတဲ့ရောက်မှုနဲ့တက်တေပြလိုက်ကဒါကပိုပြီးလက်တွေ့ကျသလိုခန်းစားရစေတယ်ပြီးတော့မှအတန်ထွက်လာတာမောင်တို့အမကိုရွာထီးတင်ခေါ်သွားပေးပါလားဆိုတဲ့အတန်နာရေခဲတုံးလို့အေးစံနေတယ်လို့ဖော်ပြထားတယ်ဒီအချင်းထဲမှာဘဘဥပရဲ့တွန်းပြမှုကကျမတို့တော့အရန်ကိုထူးခြားနေလေလက်နက်နဲ့တိုက်ခိုက်တာမဟုတ်ပဲမေတ္တာတော့ရွတ်တာကိုဇညွန်းနဲ့မှထည့်ထားတယ်ဟုတ်ကဲ့ဒါကအနောက်တိုင်းဟော်ရာဇလန်နေနဲ့ရှင်းလိုက်ရင်တော်တော်ကွာခြားတဲ့ချင်းကပ်မှုပဲဒီချက်ကဇလန်ကိုဘလို့အားထွေးပေးတယ်လို့မြင်ပါတယ်လေရှင်ဒါကဇလန်ရဲ့ယဉ်ကျေးမှုဆိုင်ရာအသင်းနှလုံးပဲဗျမြမယဉ်ကျေးမှုကဗုဒ္ဓဘာသာအခြေခံအယူအဆကိုရှင်းရှင်းလင်းလင်းထင်ရစေပါတယ်အနောက်တိုင်းဇလန်များစုမှာတရဒစ်စေမကောင်းဆိုးဝါဆိုတာဖြတ်စီရမယ်တိုက်ခတ်ရမယ်ရန်တို့ဖြစ်ပုံဖော်လေးရှိတယ်ဒါပေမဲ့ဒီဇလန်မှာတော့ရင်ဆိုင်ပုံကမတူဘူးဘဘာဦးဘာကကျွန်တော်တို့ကလူပါအမနဲ့မသက်ဆိုင်ပါဘူးတွားခွင့်ပြုပါလို့ဂျင်းရန်ကြီးကြီးပြောပြီးမေတ္တာပို့တယ်ဒါဟာတဘာဝလွန်ဖြစ်ဒီမှုတွေကိုရန်သူလို့သဘောမထားပဲဒုက္ခရောက်နေတဲ့သူတွေအဖြစ်ဟုတ်တယ်ကျွလို့ခွင့်မရတဲ့ဝိညာဉ်တွေအဖြစ်ရှုမြင်တဲ့အတွေ့အခေါ်ကနေစဉ်းသက်လာတာအကျန်းဖတ်မှုအစားအကျဉ်းသားတယောက်နဲ့ရင်ဆိုင်ဖြည့်ရှင်းတဲ့နီလန်းကဒီဇလန်ကိုပို့ပြီးနှဆိုင်စေသလိုဒါဟာမြဝတ္တရဇလန်တွေရဲ့ထူးခြားတဲ့လက္ခဏာတစ်ခုလို့တောင်ပြောလို့ရတယ်ဒါပေမဲ့ဇလန်ကအဲ့ဒီမှာအေးချမ်းချမ်းနဲ့မပြီးသွားဘူးနော်မပြီးသွားဘူးမေတာတော့ရွတ်လိုက်လို့တဲကလဲဘော်ကဆင်းသွားပြီမယ်ဇာသိန်းပိုင်းမှာယူတရက်ထိလန်းသွားစီတဲ့ပုံရိပ်တစ်ခုကိုထည့်ထားသေးတယ်ဟုတ်ပါတယ်သူတို့လဲကိုမြန်မောင်းထော်လာပြီးနောက်လဲကြည့်လိုက်တဲ့အခါမှာအဲ့ဒီမိမကညောင်မင်းပေါ်မှာဇောက်ထိုးကြီးတွဲလောင်းကြပြီးသူတို့ကိုစိုက်ကြည့်နေတဲ့ဆိုတဲ့ပုံရိပ်နဲ့အဆုံးသတ်ထားတယ်အဲ့ဒါကတောက်လျှောက်တီချောက်လာတဲ့တင်မာမှုတွေကိုဒီ jump scare တစ်ခုနဲ့ပောက်ကွဲထွက်စေလိုက်တာပဲဟုတ်တယ်တကယ်လန့်သွားစေတယ်ဟုတ်ပါတယ်ဖြည်းဖြည်းတင်းလာတဲ့ကြောက်စိတ်ကိုရွရလန့်သွားစေတဲ့ပုံရိပ်နဲ့အဆုံးသတ်လိုက်တာကပရိသတ်ကိုဇလန်ပြီးသွားတဲ့တိုင်အောင်အဲ့ဒီပုံရိပ်ကိုဆွဲချန်နေစေတဲ့နီလန်းတစ်ခုပဲဒီဇလန်တစ်ခုလုံးကိုခြုံငုံကြည့်လိုက်ရင်တော့ကြောက်စိတ်ကိုတိဆောက်တဲ့နေရာမှာသွေးထပ်တန်းယိုလို့ကြမ်းတမ်းတဲ့ပုံရိပ်တွေထက်ဟုတ်ကဲ့အငွေအသက်အတန်းတိတ်ဆိတ်ခြင်းမတိချမရေရမှုနဲ့ယဉ်ကျေးမှုဆိုင်ရာအယူအဆတွေကိုထိထိရောက်အလွာလိုက်တိဆောက်ထားတာကိုတွေ့ရမှာပါနော်အဲ့ဒါတွေကိုတုံးသွားတာတွေ့ရမှာပါဇလန်အဆုံးမှာပပဥပကလူငယ်တွေကိုမင်းတို့လည်းလူငယ်တွေဆိုပြီးသွေးနာထင်ရောက်မနေကြနဲ့မမီရတဲ့အလောကသားတွေဆိုတာရှိတယ်ဆိုတာယုံကြလို့တလိပေးစကားနဲ့နီးကုန်းချောက်သွားတယ်ဟုတ်ကဲ့ဒါပေမဲ့ဇညွန်းတဲမှာနောက်ဆက်တွဲရှင်းပြချက်လေးတစ်ခုပါလာသေးတယ်ရှင်အဲ့ဒါကဒီဇလန်ကိုပို့ပြီးအထိပ္ပယ်ရှိသွားစေတယ်โอเคအဲ့ဒီအချက်ကဇလန်တစ်ခုလုံးရဲ့ခန်းစားချက်ကိုပြောင်းကပ်တော့ဆင်းနေတယ်ဗျာအဲ့ဒီညောင်မင်းကွေးနေရာမှာအရင်တော့ဂရီသွားမျိုးသမီးကောင်တာပြတိုက်ခံရပြီးအသက်ခံခဲ့ရတယ်ဆိုတဲ့နောက်ခံသမိုင်းကြောင်းလေးပေါ့
ဒီအချက်လေးတစ်ခုထပ်ထည့်လိုက်တာနဲ့ ဟုတ်တယ်ခုနကကြောက်စရာတတ်တတ်ဖြစ်တဲ့အစိမ့်တည်းရဲဆိုတဲ့တရဝါကြီးကနေဝမ်းနေစရာတိတ်မကျင်တတ်ချက်တွေနဲ့ဖြည့်နေတဲ့နာနာဘဝတယောက်အဖြစ်ကိုပြောင်းလဲသွားစေတယ် အဲ့ဒီတော့မေးစရာရှိတာကဒီနောက်ခံစကြောင်းကိုတိလိုက်ရခြင်းကသူ့ကိုပို့ပြီးကြောက်ဖို့ကောင်းသွားစေသလားဒါမှမဟုတ်ပို့ပြီးတနာဖို့ကောင်းသွားစေသလားကျမတို့တော့ဖြေရဟတ်တဲ့မိခွန်းပဲ ဟုတ်တယ် တစ်ဖက်မှာသူ့ရဲ့ဖြတ်ရက်ကိုတိတော့တနာမိတယ်ဒါပေမဲ့နောက်တစ်ဖက်မှာကျတော့ ကျွန်တော်ဆက်ပြောရင်နောက်တစ်ဖက်မှာကျတော့သူ့ရဲ့ဖြစ်တည်မှုကအကြောင်းမဲ့တတ်တတ်မဟုတ်ပဲပြင်းထန်တဲ့မကျင်တတ်မှုနာကျင်မှုတွေကနေဖြစ်ပေါ်လာတာဆိုတဲ့အတိတ်ကသူ့ကိုပို့ပြီးအစွမ်းထက်စေတယ်လို့ပို့ပြီးကြောက်ဖို့ကောင်းသွားစေနိုင်တယ်ဗျ အော်ဟုတ်ကဲ့ အကြောင်းမဲ့6လနေတဲ့ရဲတဲ့မတရားခံရလို့နာကျင်ချက်နဲ့ကြံရစ်နေတဲ့ဝိညာဉ်ကပိုပြီးလက်တွေ့ကျသလိုခံစားရတယ်သူ့ရဲ့ဒေါသနဲ့နာကျင်မှုတွေကိုကိုချင်းစာမိလေပိုကြောက်လာလေပဲ အဲ့ဒါဇလန်းလက်အောင်မြင်မှုပဲဖြစ်မယ်နော် ဟုတ်ပါတယ်ကြောက်စိတ်တက်တက်ထက်ကြော်လွန်ပြီးနားထောင်သူကိုစာနာစိတ်တနာစိတ်နဲ့အတူနောက်ဆက်တွဲအတွေးတွေခြံထားခဲ့နိုင်တာပေါ့ ဒါဆိုရင်တော့ဒီဇလန်းကကျမတို့ကိုခြံထားခဲ့တဲ့နောက်ဆုံးစဉ်းစားစရာအချက်တစ်ခုရှိနေပြီလို့ဆိုနိုင်ပါလေရှင် ဟုတ်ကဲ့ လူလီကထစ်စေဇလန်းတွေကိုနားထောင်တဲ့အခါကြောက်ဖို့တက်တက်ပဲနားဆောင်တာလားဒါမှမဟုတ်အဲ့ဒီဇလန်းတွေထဲမှာထင်ဟန်နေတဲ့လူမှုဘဝရဲ့မတရားမှုတွေဝန်내စရာတွေကိုမတိစိတ်ကနေတစ်စစ်လေးလာခြင်းလို့များလား စိတ်ဝင်စားစရာကောင်းတဲ့အချက်ပဲ ဒီအစိမ်းတရေဆိုတာတကယ်တော့တဘာဝလွန်တတ္တဝတစ်ခုလားဒါမှမဟုတ်လူတွေရဲ့မတရားမှုကြောင့်ပေါ်ပေါက်လာရတဲ့ဝန်내ချင်းရဲ့ပြားရုပ်တစ်ခုလားဆိုတာကတော့နားထောင်သူတွေကိုယ်တိုင်ဆက်လက်တွေးတော့ဖို့ခြံထားခဲ့တဲ့မိခွန်းတစ်ခုပါ